ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာဂျပန်နိုင်ငံကကျူးကျော်သိမ်းပိုက်ခဲ့တဲ့နိုင်ငံတိုင်းအလိုလိုကပြည်သူတွေဟာဂျပန်စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့နှိပ်စက်မှုဒဏ်ကိုခံခဲ့ရတာကြီးပါပဲဒါပေမဲ့အခုပြောပြချင်တာကတော့ဂျပန်နိုင်ငံအတွင်းမှာတင်မကပဲဂျပန်ရဲ့ကျူးကျော်မှုကိုခံခဲ့ရတဲ့အာရှပစိဖိတ်တခွင်ကနိုင်ငံတိုင်းမှာဂျပန်စစ်တပ်ရဲ့ရက်စက်မှုတွေကိုငရဲပတ်မှာနှိမ့်စဉ်ရက်ဆက်ဖြတ်တန်းခဲ့ရတဲ့အမျိုးသမီးဒုတိယရှိနေခဲ့ပါတယ်။သူတို့ဟာစစ်ပြီးသွားတဲ့ခေတ်ကာလတွေမှာလည်းတရားမျှတမှုကိုမရရှိခဲ့တဲ့အပြင်သူတို့ခံစားခဲ့ရသမျှနာကျင်မှုတွေကိုပါတမိုင်းရဲ့အမောင်တုထဲမှာအတင်းအကျပ်ဖုံးကွယ်ခြင်းခံခဲ့ရပါတယ်။သူတို့ဟာတမိုင်းတွေကမေ့လျော့ကန်လူဒန်းစားတရက်ဖူးခဲ့တော်လဲမပွင့်လန်းခဲ့ရရှာတဲ့ပန်းကလေးများလိုပါပဲ။ဟုတ်ပါတယ်သူတို့ကတော့ဒုတိယကမ္ဘာစစ်ရဲ့အယိုးကွဲမတတ်နာကျင်စရာကောင်းလာတဲ့တမိုင်းဝင်ကွန်ဖော့ဝိုမန်လို့ခေါ်တဲ့ထော်ဖီရေးအမျိုးသမီးများသို့မဟုတ်လင်ကြုံများအဖြစ်အတ္တမစေခိုင်ခြင်းခံခဲ့ရတဲ့အမျိုးသမီးငယ်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါမိုးစောဖိုက် channel ကနှွေးထွေးစွာကြိုဆိုလိုက်ပါတယ် ဒီငရဲကန်းရဲ့အစဟာတခြားဝေးဝေးလန်လန်ကမဟုတ်ပါဘူးဂျပန်နိုင်ငံရဲ့အလဲဗဟိုမှာတင်စတင်ခဲ့တာပါဒုတိယကမ္ဘာစစ်မတိုင်ခင်နဲ့စစ်အစအဦးကာလတွေမှာဂျပန်နိုင်ငံအတွင်းနေထိုင်ကြတဲ့ဖခင်ဂျပန်မိခင်နိုင်ငံသားသူကနေမွေးဖွားလာတဲ့ကပြမိန်းကလေးတွေဟာပထမဆုံးသားကောင်တွေဖြစ်လာခဲ့ကြပါတယ်သူတို့ဟာမိခင်ရဲ့သွေးနှောမှုကြောင့်ဂျပန်လူမှုပတ်ဝန်းကျင်ရဲ့နှိပ်ချခြင်းခွဲခြားဆက်ဆံခြင်းတွေကိုခံခဲ့ရရုံတင်မကပဲစစ်ပွဲကာလအတွင်းမှာတော့သူတို့ရဲ့ဘဝတွေကိုပါအတင်းအကျပ်ရိုက်ချိုးခြင်းခံလိုက်ရပါတယ်ဂျပန်စစ်တပ်ဟာဒီခွဲခြားဆက်ဆံခံကာပြားမိန်းကလေးတွေကိုဖမ်းဆီးပြီးစစ်သားတွေအတွက်အတုံးတော်ခံရမယ်စောင့်ကြမြိုင်တွေစီကိုစတင်ပို့ဆောင်ပစ်ခဲ့ကြပါတယ်ဒါဟာတမိုင်းရဲ့မျက်ကွယ်ပြုခြင်းခံထားရတဲ့ပထမဆုံးသွေးစွန်းခဲ့တဲ့စာမျက်နှာပါပဲဂျပန်စစ်တပ်ဟာနိုင်ငံတကာကိုကျူးကျော်စစ်စတင်ဆင်နွှဲတဲ့အခါမှာတော့သူတို့မမျှော်လင့်ထားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်အဲ့ဒါကတော့စစ်မြေပြင်ကဂျပန်စစ်သားတွေဟာကျူးကျော်ရာနယ်မြေတွေကပြည်သူအမျိုးသမီးတွေကိုမရင်းကျင့်မှုတွေအစုလိုက်အပြုံလိုက်ကျူးလွန်ခဲ့ကြတာပါပဲအထူးသဖြင့်1938ခုနှစ်နိုင်ကင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကာလအတွင်းဂျပန်စစ်သားတွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့ဒိန်မိုင်းဆိုင်ရာရက်စက်မှုတွေကြောင့်ကမ္ဘာအလယ်မှာဂျပန်စစ်တပ်ရဲ့နာမည်ဟာလူရိုင်းစစ်တပ်ဆိုပြီးအဆိုးရွားဆုံးနာမည်ပြတ်သွားခဲ့ပါတယ်ဒီနေရာမှာဂျပန်စစ်ဌာနချုပ်ဟာမရိမှုတွေကိုတားဆီးဖို့စ조사မယ်အစားကမ္ဘာမျက်နှာစာမှာနာမည်ကောင်းပြန်ရဖို့နဲ့စစ်သားတွေရဲ့ကာမစိတ်ကိုထိန်းချုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ရည်ရွယ်ချက်ရှိတရားဝင်စစ်တပ်သုံးစောင့်ကြမြိုင်တွေကို comfort station တွေကိုဖွင့်လှစ်ဖို့မူဝါဒချမှတ်လိုက်ပါတော့တယ်စစ်သားတွေအတွက်လိန်ကျွန်းလိုအပ်ချက်ဟာတနေ့ထက်တနေ့ပုံမှုမြင့်မာလာတာကြောင့်သူတို့ဟာကိုယ်နိုင်ငံအတွင်းမှာတင်အားမရတော့ပဲကျူးကျော်သိမ်းပိုက်ထားတဲ့နိုင်ငံတကာကအပြစ်မဲ့မိန်းကလေးငယ်တွေကိုပါလှည့်ပြားဖမ်းဆီးဖို့စနစ်တကျစတင်ပြင်ဆင်ကြပါတော့တယ်မူဝါဒတွေချမှတ်ပြီးတဲ့နောက်မှာတော့ဂျပန်စစ်တပ်ဟာကျူးကျော်သိမ်းပိုက်ထားတဲ့ကိုရီးယားတရုတ်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံအပါအဝင်အာရှပစိဖိတ်တခွင်ကအပြစ်မဲ့မိန်းကလေးငယ်တွေကိုတားကောင်အဖြစ်ဖမ်းဆီးဖို့နှီးမျိုးစုံတုံးခဲ့ကြပါတယ်သူတို့ဟာအစိုးရအာဏာစက်ကိုတုံးပြီးအတ္တမဖမ်းဆီးခေါ်ဆောင်ရုံတင်မကပဲဒေတာအတွင်းကငွေမှတ်တဲ့အလိုတော်ရှိပွဲစားတွေကိုတုံးပြီးတော့လေထောင်ချောက်ဆင်ခဲ့ကြပါတယ်စက်ရုံမှာအလုတ်ကောင်းကောင်းရမယ်ဂျပန်စစ်တပ်ရဲ့အမျိုးသမီးစေးတပ်ဖွဲ့မှာတူနာပြုလုပ်ရမယ်ဆိုတဲ့မတ်လုံးတွေနဲ့လှည့်ပြားပြီးမိန်းကလေးငယ်ထောင်ပေါင်းများစွာကိုသွေးဆောင်ခေါ်ယူခဲ့ကြပါတယ်စခန်းလေးကိုရောက်သွားတဲ့အခါမှာတော့သူတို့ရဲ့ဘဝတွေဟာတခဏချင်းမှတင်ငရဲကန်းအဖြစ်ပြောင်းလဲသွားပါတော့တယ်သူတို့ရဲ့မိန်းကလေးအမည်တွေကိုဖျောက်ဖျက်ပြီးဂျပန်အမည်တွေနမပြားတွေတက်ကလူလိုမဟုတ်ပဲစစ်သားတွေအတွက်အတုံးဆောင်ကုန်ပစ္စည်းတစ်ခုလိုဆက်ဆံခြင်းခံခဲ့ရပါတယ်
တနေ့ကိုစစ်သားပေါင်း30ကနေ40ကျော်ထိအဓမ္မပြုခြင်းကိုခံခဲ့ရပြီးမလိုက်ရောရင်အရိုက်အနှက်ခံရတာကြောင့်တေဘေးကလွတ်အောင်အသက်မပါတဲ့အပြုံးတွေဝိညာဉ်မဲ့နေတဲ့ရေမောခြင်းတွေနဲ့ပဲရက်ဆက်လာတဲ့ဝေဒနာတွေကိုနေ့စဉ်ရက်ဆက်မျိုးသိပ်ဖြတ်တန်းခဲ့ကြရပါတယ်အဆိုးရွားဆုံးကတော့ကိုဝင်ရှိလာတဲ့အခါမှာဖြစ်ပါတယ်ဂျပန်စစ်တပ်ဟာသူတို့ရဲ့စစ်စင်ရေးတွေနောက်နေမှာစိုးရိမ်တဲ့အတွက်အနေရရှိတဲ့စေဝါတွေနဲ့ကိုဝင်ကိုအတင်းကျပ်ဖျက်ချခိုင်းခဲ့ကြသလိုတချို့ဆိုရင်နောင်ဘွားမှာခလေးလုံးဝမရနိုင်တော့အောင်အထိတအိမ်တွေကိုပါအတ္တမထုတ်ပြခဲ့ကြပါတယ်ဒီနေရာမှာမေးစရာရှိလာတာကဂျပန်စစ်တပ်ဟာဘာကြောင့်ဒီလောက်ဒီစနစ်တကျနဲ့ရရဆက်ဆက်လုပ်ခဲ့ရတာလဲသူတို့ဗန်းပြခဲ့တဲ့မရိမှုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်ဟာတကယ်တော့ကဘာကြီးကိုလှည့်စားဖို့အတွက်လူကြားကောင်းအောင်ပြောထားတဲ့တည်ရမျက်နှာဖုံးတက်တာဖြစ်ပါတယ်တကယ်နောက်ွယ်ကတက်တွင်လှုပ်ဝက်ချက်၃ချက်ရှိနေပါတယ်ပထမအချက်ကကာလာသားယောဂါကိုထိန်းချုပ်ဖို့ပါစစ်သားတွေအပြင်ကစောင့်ကြမြိုင်နေစီတွားရင်လိမ်မတဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကူးဆက်ပြီးဂျပန်တပ်မတော်ရဲ့စစ်အင်အားပြုံးတီးမှာကိုသူတို့အလွန်ကြောက်ကြပါတယ်ဒါကြောင့်ဒီစခန်းတွေကအမျိုးသမီးတွေကိုအပတ်စဉ်စစ်ဆေးပြီးစစ်သားတွေအတွက်ယောဂကင်းစင်တဲ့လိန်ကြုံအဖြစ်အသုံးချခဲ့ကြတာပါဒုတိယချက်ကတော့စစ်ဘက်လှုပ်ဝက်ချက်တွေမပေါက်ကြဖို့ပါပဲစစ်သားတွေဟာအရက်မူပြီးအပြင်ကပြစ်ဒဇာတွေနဲ့အိတ်ဆက်တဲ့အခါဂျပန်တပ်ရဲ့လှုပ်ဝက်စစ်စင်ရေးအစီအစဉ်တွေအပြင်ကိုပေါက်ကျသွားမှစိုးရိမ်တဲ့အတွက်တပ်အတွင်းမှာတင်စခန်းဆောက်ပြီးပိတ်လောင်ထားခဲ့တာဖြစ်ပါတယ်တတိယချက်ကတော့တပ်တွင်းပုံကံမှုကိုကာကွယ်ဖို့ပါရှေ့ကစစ်မျက်နှာပြင်မှာစိတ်ဖိစီးနေတဲ့ဂျပန်စစ်သားတွေကိုစိတ်ထွက်ပေါက်ပေးထားခြင်းအဖြစ်စစ်တပ်ပေါ်တစ္ဆာရှိနေစေဖို့နဲ့တပ်တွင်းစုပူအုံကြွမှုတွေမဖြစ်အောင်လူသားတွေကိုဘလောင်းပလဲလှုပ်ပြီးရက်ဆက်စွာထိန်းချုပ်ခဲ့ကြတာပဲဖြစ်ပါတယ်အရှာပီစီဘိတ်တခွင်ကဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့အပြစ်မဲ့မိန်းကလေးတွေထားရှိရာနေရာတွေဟာနေအောင်ကြီးလုံးဝမထိနိုင်တဲ့တေမင်းတမန်အခန်းချင်းလေးတွေပဲဖြစ်ပါတယ်အဝတ်စုပ်တွေဖြာစုပ်တွေနဲ့ကာယံထားတဲ့အကျဉ်းတောင်းလိုအခန်းငယ်လေးတွေထဲမှာသူတို့ကတဏိတာရဲ့အချင်းအတော်အများစုကိုဖျက်တမ်းခဲ့ကြရပါတယ်အဲ့ဒီအခန်းချင်းလေးတွေရဲ့ဂရင်ထပ်မှာပဲသူတို့ရဲ့အဆက်တိတ်ခါတွေညှော်လင်းချက်တွေနဲ့လူသားတဦးရဲ့ရပိုင်ခွင့်တွေဟာရက်ဆက်စွာနင်းချီဖြတ်စီခြင်းခံခဲ့ရပါတယ်နေ့စဉ်ရက်ဆက်ခန္ဓာကိုယ်ရောစိတ်ပါနှိပ်စက်ခံရမှုတွေကြောင့်ဒီမိန်းကလေးတွေဟာပြင်းထန်တဲ့စိတ်ကြယောဂါတွေခံစားခဲ့ကြရပါတယ်မနက်ဖြန်ဆိုရဲ့နေ့ရက်ကိုရင်ဆိုင်ဖို့အင်အားမရှိတော့တဲ့အစုံသူတို့ဟာကိုတေချောင်းကြံစီဖို့စူစိုက်လုပ်ဖို့နီလန်းမျိုးစုံရှာကြပါတော့တယ်တချို့ကပစိုးအဝတ်စုပ်တွေနဲ့ကျိုးဆွဲချတေချောင်းကြံကြသလိုတချို့ကလည်းစေးရုံကနေအစိတ်ရှိတဲ့စေးဝါးတွေကိုခိုးတောက်ပြီးငရဲကန်းကနေယုံထွက်ဖို့စူးစမ်းခဲ့ကြပါတယ်ဒီနေရာမှာတကယ်ကိုရင်နာစရာကောင်းပြီးရဲရင်လုံးနဲ့မှတ်တမ်းတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ကျူးကျော်ခံမြန်မာအမျိုးသမီးငယ်အချို့ဟာဂျပန်စစ်သားတွေမူးယစ်နေတဲ့အချိန်ဒါမှမဟုတ်အိပ်ပျော်နေတဲ့အချိန်တွေမှာသူတို့ရဲ့လက်ပစ်ဘုံတွေကိုအသက်ဆွန့်ပြီးခိုးယူကစနတ်တံကိုဖြုတ်ပြီးဂျပန်စစ်သားတွေနဲ့အတူတပါတဲ့အသေးခံဖောက်ခွဲပစ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒါဟာကျွံပြူကဘဝကနေယုံထွက်ရင်ရန်သူကိုတွေးကြွေးပြန်ဆက်ခဲ့တဲ့မြန်မာအမျိုးသမီးတို့ရဲ့နာကျင်စရာတမိုင်းဝင်ခုခံမှုတစ်ခုပဲဖြစ်ပါတယ်ဂျပန်စစ်တပ်ရဲ့လူမဆန်မှုတွေဟာဒီလောက်နဲ့တင်ရပ်တန့်မသွားခဲ့ပါဘူးအပတ်စဉ်စစ်စစ်တဲ့အခါမှာလိန်ကနေတဆင့်ကူးဆက်တဲ့ယောဂဆိုးတွေကူးဆက်ခံထားရပြီလို့သိလိုက်ရတဲ့မိန်းကလေးတွေကိုဂျပန်စစ်တပ်ကဘလို့မှစေးကူမပေးခဲ့ပါဘူးသူတို့ကိုအသုံးဝင်တော့တဲ့စွန့်ပစ်ပစ္စည်းတစ်ခုလို့သဘောထားပြီးတောတဲ့တောင်တဲ့ဒါမှမဟုတ်စခန်းရဲ့အပြင်ဘက်တွေမှာဒီအတိုင်းပစ်ထားခဲ့ကြပါတယ်ယောဂဝေဒနာခံစားရင်စာလောင်မှုတ်သိပ်ရင်းနဲ့မိန်းကလေးအများအပြားဟာအထီးကျန်စွာအသက်ပျောက်ခဲ့ကြရပါတယ်နောက်ဆုံး1945ခုနှစ်စစ်ပီကာနီဂျပန်နိုင်ငံစစ်ရှုံးတော့မဲ့အချိန်မှာတော့သူတို့ရဲ့ရုံးမှမှုတွေဟာအထွတ်အထိပ်ကိုရောက်ရှိသွားပါတော့တယ်ဂျပန်စစ်တပ်ဟာသူတို့ကျူးလွန်ခဲ့တဲ့ဒီလူမဆန်တဲ့ရာဇဝတ်မှုတွေကွန်ဖော့ဝူမန်ဆိုတဲ့အောက်တန်းကြတဲ့လိုအပ်ချက်တွေကိုကဘာကတိသွားမှာကိုအလွန်ကြောက်လန့်ခဲ့ကြပါတယ်တပ်တွေဖျောက်ဖို့အတွက်သူတို့ကစခန်းတွေကအပြစ်မဲ့မိန်းကလေးတွေကို
မြောင်းနေတဲ့စုပြုံမောင်းထည့်ပြီးတနတ်တွေနဲ့ဒရဇက်ပစ်တက်ခဲ့ကြပါတယ်တချို့စခန်းတွေမှာဆိုရင်မိန်းကလေးတွေကိုအခန်းထဲပိတ်လောင်ပြီးဘုံခွဲတာမီးရှို့ဖျက်ဆီးတာမျိုးတွေအထိရဲရဲဆက်ဆက်ကျူးလွန်ခဲ့ကြပါတယ်စစ်မီးရန်တွေကြားမှာဂျပန်စစ်တပ်ရဲ့လက်ချက်ကြောင့်တပ်တွေအဖြစ်အစုလိုက်အပြုံလိုက်အသက်ခံခဲ့ရတဲ့အပြစ်မဲ့အမျိုးသမီးငယ်တွေရဲ့သွေးတွေဟာမြေခခဲ့ရပါတယ်1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့ပေမဲ့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကွန်ဖော့ဝိုမန်အမျိုးသမီးတွေအတော့တော့ငရဲကန်းဟာပြီးဆုံးမသွားခဲ့ပါဘူးသူတို့ဟာမိခင်နိုင်ငံနေစီကိုပြန်ရောက်လာတဲ့အခါမှာစစ်ပြီးခေတ်ကဒုတိယငရဲကိုထပ်မံရင်ဆိုင်ခဲ့ကြရပါတယ်အာရှလူမှုပတ်ဝန်းကျင်ရဲ့အယူဝါဒတွေအဆက်နဲ့တိတ်ခါကိုအသက်ထက်တန်ဖိုးထားတဲ့ယဉ်ကျေးမှုတွေကြောင့်သူတို့ဟာကိုယ်တိုင်ကတားကောင်ဖြစ်ခဲ့ရပါရတဲ့ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုတ်ချခြင်းဖဲ့ကျင်ခြင်းတွေကိုခံခဲ့ရပါတယ်ဂျပန်တွေရဲ့အတုံးတော်ခံတွေဆိုပြီးမိသားစုကပါအမွေပြတ်စွန့်ပစ်တာပတ်ဝန်းကျင်အိမ်နီးနားချင်းတွေကသမီးကညာအဖြစ်မတတ်မှတ်တော့တာမျိုးတွေကြောင့်သူတို့ခံစားခဲ့ရသမျှနာကျင်မှုတွေကိုနှုတ်ပိတ်မျိုးတိတ်ပြီးတမိုင်းရဲ့အမောင်တုထဲမှာကွယ်ဝဖုံးထားခဲ့ကြရပါတယ်တရားမျှတမှုရှာဖွေရေးမှာလည်းကဘာကြီးကသူတို့ကိုမျက်ကွယ်ပြုခဲ့ရပါတယ်စစ်ပြီးခေတ်ဂျပန်ရာဇဝတ်ကောင်တွေကိုစီရင်တဲ့တိုကျိုစစ်ခုံရုံးမှာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေဟာဂျပန်ရဲ့ဒီလိန်ကြုံပြုမှုရာဇဝတ်မှုကြီးကိုစစ်ရာဇဝတ်မှုစီရင်တဲ့ကနေတမင်တတ်ဖယ်ရှားပစ်ခဲ့ကြပါတယ်အကြောင်းရင်းကတော့စစ်ပြီးခေတ်မှာဂျပန်နိုင်ငံကိုကွန်မြူနစ်ဝါဒစန့်ကျင်ရေးအတွက်အခြေခံစစ်စခန်းဖြစ်အသုံးချခြင်းလို့ဂျပန်အစိုးရနဲ့နိုင်ငံရေးအရာအပေးယူလုပ်ပြီးဒီအမျိုးသမီးတွေရဲ့ဘဝတွေကိုနင်းချေမျက်ကွယ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်နစ်နာကြီးကိစ္စတွေမှာလည်းနိုင်ငံရေးကစားကွက်တွေပါဝင်ခဲ့ပါတယ်1965ခုနှစ်မှာဂျပန်နဲ့တောင်ကိုရီးယားအစိုးရတို့သဘောတူညီချက်ရယူပြီးဂျပန်ကနစ်နာကြီးဒေါ်လာတန်း800ပေးခဲ့ပေမဲ့အဲ့ဒီငွေတွေကိုတောင်ကိုရီးယားအစိုးရကစီးပွားရေးတိစောက်မှုတွေမှာပဲသုံးခဲ့ပြီးတကယ်သားကောင်အမျိုးသမီးတွေစီကိုထိရောက်မရောက်ရှိခဲ့ပါဘူးမြန်မာနိုင်ငံအပါအဝင်အခြားသောအာရှနိုင်ငံအချို့မှာလည်းစစ်ရော်ကြီးသဘောတူညီချက်တွေလုပ်ခဲ့ကြပေမဲ့ကွန်ဖော့ဝိုမန်တွေအတွက်တီးတန့်တရဝင်းနစ်နာကြီးနဲ့ကာကွယ်စောင့်ရှောက်မှုတွေမရရှိခဲ့ကြပါဘူးနှစ်ပေါင်းများစွာကြာပြီးနောက်1993ခုနှစ်ဩဂုတ်လ4ရက်နေ့မှာတော့ဂျပန်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးချုပ်ယိုဟေးကိုနိုကဂျပန်စစ်တပ်ဟာအမျိုးသမီးတွေကိုအတင်းကျပ်လိန်ကြုံပြုခဲ့တာမှန်ကန်ကြောင်းပထမဆုံးချိန်တရားဝင်ဝန်ခံပြီးတောင်းပန်စကားဆိုခဲ့ပါတယ်ဒါကိုတမိုင်းမှာကိုနိုကျင်းနာချက်လို့လူသိများပါတယ်အလားတူ1995ခုနှစ်မှာလဲဂျပန်နိုင်ငံဝန်ကြီးချုပ်တိုမီအီချီမူရာရာမကဒုတိယကမ္ဘာစစ်အတွင်းဂျပန်ရဲ့ကျူးကျော်မှုတွေအတွက်အာရှနိုင်ငံတွေကိုလှိုက်လဲတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဒီတောင်းပန်မှုတွေဟာရေရှည်မခံခဲ့ပါဘူးယနေ့ခေတ်ဂျပန်လက်ရဆုံးအစိုးရတွေနဲ့ခေါင်းဆောင်အချို့ဟာအဲ့ဒီကိုနိုတင်ညာချက်ကိုပြန်လည်ပြင်ဆင်ဖို့စ조사နေကြသလိုကွန်ဖော့ဝူမန်တွေဟာအတင်းကျပ်ဖမ်းဆီးခံရတာမဟုတ်ပဲကိုယ်တဘောနဲ့ကိုငွေမှတ်လို့ဒုက္ခကြတာပါဆိုပြီးတမိုင်းကိုလိမ့်လေဖျောက်ဖျက်ဖို့အထိစ조사နေကြစေဖြစ်ပါတယ်မိခင်နိုင်ငံတွေကသမီးပြိုလေးတွေအဖြစ်စိုက်ပျိုးမွေးထုတ်လိုက်လို့အလှပဆုံးကြီးထွားဖူးပွင့်ခဲ့ကြတော်လဲကဘာစစ်ကြီးရဲ့စိုးကြိုးတွေကထိုမိန်းကလေးတွေကိုနောက်ဆုံးအချိန်ထိပွင့်လန်းခွင့်မပေးခဲ့ပါဘူးဖူးခဲ့တော်လဲမပွင့်လန်းခဲ့ရရှာတဲ့အဲ့ဒီမိန်းကလေးတွေဟာစစ်ပွဲရဲ့ဖိနှိပ်ချုပ်ချယ်မှုလူမဆန်မှုတွေအောက်မှာဘဝကိုအရှုံးမပေးပဲတေဒီအထိရဲရင်စွာတိုက်ပွဲဝင်သွားခဲ့ကြတဲ့တမိုင်းရဲ့နှင်းစီရိုင်းကလေးများပါပဲစူးခတ်တွေကြားမှာသွေးချင်းချင်းหนีအောင်နာကျင်ခဲ့ရပေမဲ့သူတို့ရဲ့စိတ်ဓာတ်နဲ့ဂုံတိတ်ခါဟာညှိုးနှွမ်းမသွားခဲ့ပါဘူးသူတို့ဟာတမိုင်းရဲ့မျက်ွယ်ပြုတ်ခြင်းကိုခံခဲ့ရပေမဲ့နောင်လာမဲ့ခေတ်အဆက်ဆက်လူသားတွေရဲ့ရင်ထဲမှာတော့စစ်ပွဲရဲ့တရားမျှတမှုကိုတိတ်တဆိတ်တောင်းဆိုနေတဲ့သူရဲကောင်းအမျိုးသမီးများဖြစ်အမြဲတမ်းရှင်သန်နေပါလိမ့်မယ်ခေတ်စနစ်တွေဘလို့ပဲပြောင်းလဲပါစေစစ်ပွဲရဲ့တားကောင်ဖြစ်ခဲ့ရတယ်အပြစ်မဲ့အမျိုးသမီးထောင်ပေါင်းများစွာဟာတကယ်တရားမျှတမှုစစ်ကိုမရရှိပဲ
တမိုင်းရဲ့အရေးမဲအောက်မှာတယောက်ပြီးတယောက်ကွယ်လွန်သွားခဲ့ကြပါပြီစစ်ပွဲတိုင်းဟာအွန်လိုင်းသူတွေအတွက်ကပီးစာတွေခြံထားခဲ့ပေမဲ့ရှုံးနိုင်သူတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက်တော့တွေးစွန်ခဲ့တဲ့မျက်ရည်တွေနဲ့နာကျင်စရာတမိုင်းဒဏ်ရာတွေကိုသာခြံထားရစ်ခဲ့ကြတာပါအဆုံးထိနားထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဗျာ